皆さんこんにちはအားလုံးပဲမင်္ဂလာပါရှင်ကဲ皆さんတို့ကဂျပန်မှာကျောင်းသားတွေဖို့စဉ်းစားနေတယ်ဆိုရင်တော့皆さんတို့ရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ပေးမယ် HIF International Education Center ဒီတို့အများဆုံးဆန်းလိုက်တော့နော် HIF International Education Center ကဂျပန်နိုင်ငံမှာရှိတဲ့တိုကျိုအိုဆာကာရှိစုအိုကာနာဂိုရာဆာကာဒီဖူယိုကိုဟာမာဖူကုရှိမာဖူကုအိုကအစရှိတဲ့မြို့တွေက COE တရားရိုင်းလုံးသေးကြပြီးကလပ်သွန်းချောင်းတွေနဲ့ချိန်ဆက်ထားတာမို့လို့ယုံကြည်စိတ်ချတာနဲ့လာရောက်နှံလို့ရပါတယ်ရှင်ဒီနာဆန်တို့အနေနဲ့ F5 အောင်မြင်ထားရုံနဲ့ Level School ကိုစတင်လျှောက်ထားလို့ရနေပြီနော်ဒီနာဆန်တို့ကအသက်30ဝန်းကျင်ဖြစ်နေပြီးကျောင်းချောင်းလို့အဆင်ပြေပါမလားဆိုပြီးသိဖို့နေတဲ့သူတွေကိုလည်း HIF မှာအဆင်ပြေဆုံးမသွားနဲ့ကျောင်းလျှောက်ထားလို့ရနေပြီဆိုတာဘယ်ကပါလိုက်ပြရရှင်2026ဇူလိုင်လကိုလျှောက်ထားခြင်းတဲ့သူတွေအတွက်လည်း HIF International Education Center မှာစတင်လက်ခံပေးနေပါပြီရှင်စောကြီးစွာလာရတဲ့အခါမျိုးဆိုရင်တော့ဒီနာရီပြည်ရဲ့အခါမှာအစီအစဉ်ချုံးဝေသွားနဲ့သိဆိုနိုင်စေဖို့လိုအပ်တဲ့လေ့ကျင့်ကြားပေးမှုတွေကိုပြုလုပ်ပြီးတော့မှဖြစ်ပြီးတော့အဲ့ဒီအတွက်ကိုလည်းတကယ်ကြီးလုံးဝမပေးခံလို့ပါဘူးเนาะဒီနာကျင်တော့ကကျွန်တော်ကလာတော့စဉ်းစားထားပြီးမဲ့အခြေခံကိုလည်းဒါတခုမှမသိထားသေးဘူးအဖိုင်တက်ကိုလည်းမတရားသေးဘူးဆိုလို့ရှိရင်တော့လာမယ့်2025ခုနှစ်အောက်တိုဘာလ20ရက်နေ့မှာအဖိုင်အတက်စစ်ကိုစတင်ဝင်နေပြီးတော့မှာဖြစ်ပါတယ်ရှင်ဒီနေ့အချိန်ကြီးကတော့နေ့လယ်7:00နာရီမှ9:00နာရီထိဖြစ်ပြီးတော့ဒီနေ့တရားမရက်တွေကတော့ဒီနေ့လာလေးမှာကျတာပရင်းကြီးအထိပဲဖြစ်ပါတယ်ရှင်ကဲဂျပန်ကိုကြားနေသွားခြင်းတဲ့သူတွေလုံးနေသွားခြင်းတဲ့သူတွေနဲ့ဒီနေ့တက်ရောက်ခြင်းနဲ့ကျောင်းသားကျောင်းသူများအားလုံးကိုဟရဲ့မှာနေထွေးဆောင်ရဲ့ကျိုးလို့နေပါတယ်ရှင်အသေးသေးသိရှိလိုပါက3ညာကို130ခုလုံးကိုနှင်ဖို့3ညာကို88နဲ့6388ခုခု3ညာကို88နဲ့ခုလုံး88ခုခုတို့အသေးသေးဆက်သွယ်ဆိုပေမြင်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်